ဆရာဝင်းမြင့်ရဲ့ပဲ့တင်ဆိုတဲ့ကြပြလေးကိုရွတ်ဖတ်ချင်ပါတယ်ပဲ့တင်မိုးအညွန့်မှာအိတ်တန်းပြန်တဲ့ငှက်အုပ်ကိုစိတ်နဲ့ပြစ်ချကြည့်တယ်ကို့အပေါ်အာကုသူတွေဘလောက်ပြုတ်ကျလာမလဲတိုးတိုးပေါ်ရဲ့စိတ်ဆိုတာကြေပြောပြန်ကားပေမဲ့ရုပ်ဆိုတာပေါက်ကွဲထိရှနိုင်မယ်နိုင်ရှိရင်တော့ပဲ့တင်ထပ်စမြင်မဟုတ်လားမိုးတိမ်တွေငါအော်တန်တွေပြန်မလာတော့ဘူးလားငါနားတွေလိုက်လာခဲ့ပြီဝင်းမြင့်ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း1900